လည်းရှိပါတယ်နော်ဒါပေမဲ့ချစ်ဆောင်ခြင်းကတော့ချက်ချင်းဖြစ်မလားဆိုတော့နော်ကိုရောလိုလိုတိုင်းဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ရှမတဲ့ခရစ်ဝင်ခန်းကြီး25တစ်ကနေ73ကိုအရင်ဖတ်ပြကြပါမယ်နော်ထိုအခါကောင်းကင်နိုင်ငံကြီးကမင်္ဂလာဆောင်လူတွေကိုခရီးဦးကြိုပြုအပ်သောငါမိခွက်ကိုကန်ယူ၍ထွက်သွားသောသတို့သမီးတစ်ကြိမ်နှင့်တူ၏ထိုသတို့သမီးတစ်ကြိမ်တို့တွင်9ယောက်သည်ပညာသတိရှိကြ၏9ယောက်မူကားအမိုက်ဖြစ်ကြ၏မိုက်သောသူတို့သည်မိခွက်တို့ကိုသာယူ၍စီကိုမယူကြပညာသတိရှိသောသူတို့မူကားမိခွက်နှင့်တကွဘူး၌ပါသောစီကိုလည်းယူကြ၏မင်္ဂလာဆောင်လူတွေသည်မလာဘဲနေခြင်းထိုသတို့သမီးပေါင်းတို့သည်ငှက်၍အိပ်ပျော်ကြ၏တကောင်ရ၌ကြည်ပါမင်္ဂလာဆောင်လူတွေသည်လာ၍ခရီးဦးကြိုပြုခြင်းကထွက်သွားကြကုန်အံ့ဟုကြွေးကြော်လျင်ထိုသတို့သမီးအပေါင်းတို့သည်ထား၍မိခွက်များကိုပြင်ဆင်ကြ၏မိုက်တော်သူတို့ကငါတို့စီမီသိပါပြီသင်တို့စီကိုအနှဲငယ်ပေးပါဟုပညာရှိသောသူတို့ကတောင်းကြ၏ပညာရှိသောသူတို့ကလည်းသင်တို့အဖို့နှင့်ငါတို့အဖို့စီမလောက်ထို့ကြောင့်စီရောင်းသောသူရှိရာသို့တွား၍ကိုသုံးဖို့ဝယ်ရင်တာ၍ကောင်းသည်ဟုပြန်ပြောကြ၏ထိုသူတို့သည်စီတွားဝယ်သည့်အခိုက်တွင်မင်္ဂလာဆောင်လူလင်သည်လာ၍အသင့်ရှိသောသတို့သမီးတို့သည်လူလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျှင်တကားကိုပိတ်ထားကြ၏ထို့နောက်ကျွင်းသောသတို့သမီးတို့သည်လာ၍အရှင်ကျမတို့အားတကားကိုဖွင့်ပါဟုတောင်းလျှောက်ကြတော့အရှင်ကလည်းငါမှန်ကန်ဆိုသည်ကတင်တို့ကိုငါမသိဟုပြန်ပြောလေ၏တို့ဖြစ်၍လူသားသည်ကြွလာအံ့သောနေ့ရဲ့အချိန်နာရီကိုတင်တို့သည်မသိသောကြောင့်စောင့်နေကြတော့ဒီနေ့